copy လိမ့်ထားတဲ့အမှတ်ကလေးတွေကိုအသက်ကဒီမှာနည်းလေးတွေဆွဲလိုက်တယ်ဆွဲပြီးတော့ဒီမှာနည်းလေးတွေကိုပြန်ဆက်မယ်ဒါကတင်အကျဉ်းမြင့်ဖြစ်တယ်ပြီးတော့ဒီကိုတဲတို့ကအရှည်ထုတ်လိုက်မယ်ရှည်ထုတ်ပြီးတော့ဒါကကျတော့နောက်ထပ်ဖြစ်တဲ့နောက်ကမြင်ထွက်ရမယ်နောက်ကထွက်ကဘယ်လောက်လဲဆိုတော့3ခွဲဖြစ်တယ်တဲတို့ကဒီမှာ3ခွဲအထွက်နဲ့အမှတ်ကလေးတစ်မှတ်လုပ်ပါမယ်နော်ဆိုတော့တွဲလို့ကဒါပါနော်တဲတို့ရဲ့အမှတ်ကဒီအမှတ်ပါပြီးတော့ဆိုလို့ရှိရင်တဲတို့ကဘာလုပ်မလဲဆိုတော့ဒီအမှတ်ကတဲတို့ကဘောင်းရဲ့တင်အကျဉ်းရှည်တန်းမှာတော့ကတဲတို့ကဘယ်လောက်လဲနှစ်လက်မဝင်တော့တယ်လေနော်နောက်ချမ်းမှာတော့တဲတို့ကတစ်လက်မပဲဝင်ပါမယ်ပြီးတော့ဆိုလို့ရှိရင်သူ့ရဲ့ဒီမင်းကနောက်ချမ်းမှာကျတော့ရှည်ချမ်းမှာလို့အတက်မျိုးကိုအောက်ကိုတဲတို့ကလက်စိတ်ဆင်းမယ်လက်စိတ်မျိုးသွားမယ်လက်စိတ်ဆင်းမယ်ပြီးတော့ရင်ရှည်ချမ်းမှာလို့ပဲတဲတို့ဒီမှာသုံးမှမှတ်ထားတဲ့မျိုးလေးရှိမယ်သုံးမှမှတ်ထားတဲ့မျိုးလေးသွားမယ်တဲတို့ရဲ့မင်းကဒီမျိုးလေးနော်ဒီမျိုးနဲ့တဲတို့ကသွားမယ်ဆိုလို့ရှိရင်ဒီမှာဒီဟိုကလည်းဒီလိုပဲသူ့ရဲ့ဒီထိတ်ကလည်းမယူဘူးဒီနောက်လောက်ကနေပြီးတော့ပဲတဲတို့ယူမယ်ဒီလိုမျိုးလေးပါတယ်နော်ဒီလိုမျိုးလေးသွားပြီးတော့ရှည်ချမ်းမှာလို့ပဲတဲတို့ကလည်းသူ့ကိုနည်းနည်းလေးပဲသိမ့်မယ်ဒီလိုမျိုးလေးဝိုင်းပါမယ်ပြီးတော့ဆိုရင်ဘယ်နဲ့လဲကျင်းလာဖြစ်လို့လေနော် sorry ပါပြီးတော့ရင်သူ့ရဲ့ဒီကိုတို့ကနော်ဒီလိုလေးဆိုရင်နည်းနည်းလေးပြင်နေမယ်နော်ဒီရင်ပြတာအပြင်နော်တို့ရဲ့အဲဆိုလို့ရှိရင်ဒါကနောက်ချန်နော်နောက်ချန်ဆိုလို့ရှိရင်တို့ကဒီမှာဆဲတန်နည်းနည်းလေးဟောတော့ဒီမှာတို့ဒီမှာတေးကြိုးစားနဲ့ခောက်စားနဲ့ဒီမှာပေါင်းရအောင်နော်ခဏလေးတိတ်ကပ်ပြီးတော့ပြင်ဆွဲပေးမယ်